တာမန်ကလေးတွေလားအထက်တန်းစားကလေးတွေလားဓမ္မစကုယဉ်ကျေးလေးမှာသင်နေတဲ့သားလေးသမီးတွေကတာမန်ကလေးတွေလားအထက်တန်းစားကလေးတွေလားဟဲ့အထက်တန်းစားဖြစ်တဲ့သားလေးသမီးတွေကိုဘုရားကခေါင်းစဉ်လေးတစ်ခုပေးထားတယ်ဖတ်ကြည့်အောင်အားလုံးပါတယ်တော့အထက်တန်းစားစိတ်တဲ့နဲ့အမျက်ဆုံးသောလုပ်ရက်စိတ်ဓာတ်ကလည်းအမြင့်ဆုံးလုပ်ရက်ကလည်းအမြင့်ဆုံးပေါ့အားကြောင့်ဘုရားကဒီတောင်ပုလူဆရာတော်ဘုရားကြီးရဲ့ဇာတိရွာမှာရှိတဲ့သားလေးသမီးတွေကိုအများကြီးမျှော်လင့်ထားခုနကနောင်တော်ကြီးကပြောတယ်ဒီအမြန်လန်းကြီးဖောက်လို့မဖောက်တော့ဒီဒေတာတအားကြောင်ကြပေါ့လေဝန္ဒဘကပတ်ဝင်တော့ရမှာပေါ့ဒါပေမဲ့ဘလောက်ပဲကြောင်ကြကြဒီဒေတာကတောင်ပုလူဆရာတော်ဘုရားကြီးတပါးထွက်သွားလိုက်တာကဘာချင်းအောင်သာသနာပြုနိုင်သွားတယ်အံ့ဩစရာကောင်းလားမကောင်းဘူးလားအဲ့လိုပဲဒီဒေတာကသားရိသမီးတွေတယောက်ဘုံဘုံတယောက်တည်းပိုးတဲ့သားရိသမီးတွေထွန်းပေါက်သွားရင်ကဘာတိထင်ပေါ်အောင်နိုင်ငံကိုကြောသွားအောင်သားရိသမီးတို့ဆွမ်းဆောင်နိုင်တဲ့ကလေးတွေဖြစ်ဖို့ဘုံအများကြီးမျှော်မှန်းထားပါတယ်မျှော်လင့်ချက်ရှိပါတယ်နော်ဒါကြောင့်သားရိသမီးကိုပြောဖို့ဘုံခေါင်းစဉ်လေးပေးထားတယ်ပြန်ပြောအောင်ပါတယ်တော့ထက်တန်းစားစိတ်တဲ့နဲ့အမျက်ဆုံးသောလုပ်ရက်ဆိုတော့ဓမ္မစကုသားတွေသမီးတွေကိုဘုံဘုံကစိတ်သက်မြင့်မြင့်ထားပြီးတော့လောက်ရက်တွေမှန်ကန်ဖို့အတွက်ရည်ရွယ်ပြီးဒါလေးကိုပြောတယ်အဲ့ဒါဒါလေးကိုကြည်ကြည်လေးအားလုံးဖတ်လိုက်ကြအောင်ဟေ့လူတို့ရဲ့အစဉ်တန်းဟာပြင်ပစည်းစိမ်ဥစ္စာပေါ်မှာမူတည်တည်မဟုတ်ပဲထားရှိရသောစိတ်ထားမြင့်မြတ်မှုနဲ့သူတစ်ပါးအပေါ်ကုညီဖေးမလိုသောအပြုမော်တော်တင်တာဒီဆောက်ထားတယ်လူတယောက်ရဲ့စိတ်တဲ့မြင့်တယ်မမြင်ဘူးဆိုတာဒါနဲ့တိုင်းတာဘွဲတွေဒီဂရီတွေဒါတွေနဲ့တိုင်းတာမဟုတ်ဘူးလူအစင်တန်းလူဒီဘုတ်ကအစင်တန်းနှိမ့်လိုက်တာဟာအစင်တန်းမြင့်လိုက်တာအစင်တန်းမြင့်တဲ့သူတွေလူတွေအားလုံးကအာမကြဘူး